Bố bố Mau Lần này bố ơi hả Mày gì bán em mau vậy Ngồi lá quá ngồi lá Mau yêu chị à lại ngủ mà mày thì gì mà mày thì Bố bố mà đi đây đi mà cô ấy đừng mà biểu bố bố ấy Không được làm mau vậy Chả bố cả chú Bố Bố cụ mà đoán mua này Nó nào không cùng vậy Cô lên bố bố ấy chết đảo ấy Cô lấy giá chị Cô đủ Rất thích chào ông quá Rất thầm đấy Cô mình đi này đâu Không mình đi này nào đây Ê nằm ai gì đấy cho anh này đưa ngã đưa trên đây cho anh vô này là ngon này chơi nó nhiều rất thích chào mình đâu Rất thầm bố sửa ra Chắc uống này đủ rất thật đấy sửa ra cả đi Tông này tông mô Xin ra bì đó mà mấy cái bạc cả phí bì à đấy Rất thầm đấy rất thầm đấy rất thầm đấy ngã của chân nào này giàu điều thứ chân nào đó nhiều à phải mấy này của này rất thích chào mình đâu mình là sao mình đâu bố bố à mất tiền thì khi đó mấy này của này cúp đi chào mình đi Thế Cô bì này sửa ra Nhón nhái cái mà đi trên đi đang không tôi thấy cái này này cô yên tuy này ra mà chỉ biết mà mất đi rồi Đúng rồi chuyện anh nào bớt cái gì không được đâu tên này cho mình nó trả lấy gì cái mình nó anh nào đi về tôi chỉ về đi rồi em màပြန်ကြတော့ဘူးနဲ့ကိုနဲ့ခုပြီးမယ်ဒီတော့မလားသမီး ဟာဒါဘာလို့လဲသမီးငါသမီးလေးတော်လာနဲ့ရောင်းမှရင်းကြီးထွက်အခုတော့နစ်ပင်မှာသမီးကြီးတွေကပ်ပြီးမို့လားဟမ်သမီးဒီလိုလားနဲ့ဘာ ဘော သမီး ဘောဘော ဟဲ့သမီးမိုင်တော်ရင်းနေပါဒီလိုကိုနဲ့အစင်တမ်းမတူတဲ့ဒီလိုအောက်တန်းကားနဲ့သမီးကိုသဘောမတူဘူးလို့ဖေးမနကောင်ပြောရပါလေ ဖေးသမီးချစ်တော်သမီးတို့ချစ်ချင်မခွဲပါနဲ့ တော်တန်းတဲ့ဒီမေသမီးမိဘကကောင်းမယ်ဒီလိုအမြင့်မှာတင်ထားဟမ်နေရမြင့်တဲ့တပည့်ခုံချနေတာအဲ့ဒီတော့ဖေးလေးလေသမီးတို့ချစ်ချင်းကိုငါချင်းအောင်ထောင်းပေးမယ်ငါချင်းအောင်ထောင်းပေးမယ်ငါချက်လန်းပြက်တော့မှာဟမ်ဒီညမင်းအတီတော့နေလားဒီမေမေသမီးဖေးလုံးဝသဘောမတူအခုချက်ရင်တိုက်တော့ဝင်သွား မလို့ပါနဲ့ဖေး သွားတာ မောင် သွားလို့ မောင် ဟဲ့မင်းပါရဟဲ့မင်းကသမီးကိုစော်ကားတာမင်းပြောမှာဒီလိုလားဟဲ့မင်းကဘာလဲငါပြောတာငါသမီးနဲ့ဘယ်တော့မှအဆက်အသွယ်မလုပ်ပါနဲ့ငါသမီးနဲ့မင်းနဲ့တူသလားတန်လားဟဲ့မင်းကငါလုံးဝမပေးသားနဲ့အခုချိန်ချင်းမင်းငါတိုက်ရှိရထွက်သွား ဒီပါဦးလေ ဟာလေ ခင်ဗျာတင်ကကြီးနေပါပြီကျွန်တော်တရားရဲ့ချင်းချင်းနေတာတရားကိုခင်ဗျာငွေရင်းနဲ့တိုင်းကြလို့မရဘူးကျုပ်ကတော့ဘိုးဘိုးအသေးမကြီးတာယူပါပဲ ဟဲ့မေရမင်းတို့အလူနဲ့ရွှေဝဲနှက်ကျင်လို့မရဘူးကွာငါသမီးရရွှေဘောများတယ်ဝေးထားတာအေးမင်းတို့အောက်တန်းသားနဲ့လုံးဝတော့ဘူးမင်းအသားမနာရခုတည်းငါချက်ထွက်သွားလိုက် မသွားဘူးဗျာ မင်းထွက်သွားလိုက် မသွားဘူး အာမတော်ဒါဘယ်လိုဖြစ်လာလဲသားရဲ့ သစ္စာငါပိုက်ရိုက်တဲ့လူကြီးလားလူနှစ်ကိုခွဲလား ဘယ်လိုဖြစ်လာလဲသားရဲ့ အခုငါအဖေဖြစ်တယ်နီလား ညနာပါနဲ့တိုင်ရိုက်တာမဖြစ်လာလဲသားရဲ့ ကိုခွေးတိုင်းရိုက်လွယ်တာဖေး သားမဖြစ်လာပြီးပြော ကာရီတာဝစီရတယ်ဆိုပြီးကျွန်တော်တို့ချစ်ချင်သူ့အဖေကတမမပြနဲ့ဖေးကကျွန်တော်ဘဘရှိတယ် အဲ့ဒါပေါ့သားရဲ့မမေရတန်းကိုတုံးခုလို့လိုက်ရင်အကျနာတဲ့တေအခုတော့မင်းတုံးချော်ကြလို့ကိုအောင်ရတယ်ဘဝကိုရောက်နေမင်းအဲ့ဘုံစကောင်မလေးကိုမင်းမေးလိုက်ပါတော့ အဲ့ဒါအဖေမွဲလို့ကျွန်တော်ဘူးလို့လုပ်နေရတာအဖေမွဲလို့ ဒါပါလေမိမိလာတာဘုံမေးလိုက် အဖေနောက်နဲ့မွဲဖြစ်ပါခဲ့ မေးလက်မတစ်ချက်ထူတာတာ ကျွန်တော်ဘဘလိုချင်တယ် ဘုံမေးလိုက်ပါတော့ တော့မမေးနိုင်ဘူးဖေး ဒါအဲ့ကောင်မလေးကိုမင်းမေးလိုက်စမ်း ကျွန်တော်မမေးနိုင်ဘူးဖေး အာမမေးအောင်ကွာဩမင်းကြောက်လာတယ်လူ မလာဘူးကျွန်တော်မလာဘူး ငါသမီးနဲ့မင်းနဲ့
လုံးဝသဘောမတူ ကျွန်တော်မလား မင်းကငါပြောတာဟေ့ဟာဟာ ဖြတ် ဖေးစကားကိုနားမတော်လို့ငါတော့ခုလိုပြရတာ ငါအိမ်ထဲရောက်ပြန်ပြီလားဟာလား တာ ဗျာ မင်းအဲ့လိုမှလည်းတာမင်းလိုက်ပါတာရဲ့ မင်းလည်းမမင်းလည်းရိုက်ခါမှာ တာအဲ့လိုမှလည်းတာမင်းလိုက်ပါတာရဲ့ ဖြစ်လို့မဖြစ်ရ ဒီလိုလေတာရဲ့ ကျွန်တော်မသိတယ်ဗျာ တော်သားကွာမင်းအစင်တိုင်းရမတူဒီမင်းကလေးကိုမင်းလိုက် ဖေး ဟာလည်းတာ အစနိုင်ချင်းမတူပါနဲ့ပဲကျွန်တော်ရင်ထဲကချစ်တူဒီတိုင်းကြီးသူ့ပြခံရမှာလားအဖေကျွန်တော်မပြောနဲ့ဘူးဘူးနဲ့ပတ်တိုင်ကျွန်တော်မတားနဲ့ကျွန်တော်သူ့တော့မပေးနိုင်ဘူး ဟာတော်ကောင်းပါလေကောကဲကွာမင်းရောက်လာပြန်ပြီကို ကျွန်တော်မလာဘူးကျွန်တော်အိမ်မှာ ငါသမီးနဲ့မင်းနဲ့လုံးဝသဘောမတူဘူး ကျွန်တော်အိမ် ငါတိုက်ရှင်းကိုမင်းမလာနဲ့လို့ငါပြောတာလေဟဲ့ဦးချင်းချင်းမတွက်လား ထွက်တော့မှာပါ ဟဲ့ငါတွက်တော့ကွာဒါပြင်စကောင်းနားမထောင်လို့ငါသားခုလိုပြရတာငါသားသူ့ကိုမင်းလိုက်ပါတော့ရဲ့ မမေးနိုင်ပါဘူးတော့ကွာမမေးနိုင်ဘူးမမေးနိုင်ဘူးလို့ပြောတယ် That's it,